ပေါ့နော် Roblox ထဲမှာရှိတဲ့ Barbie Tower ဆိုတဲ့ game ကိုဆက်ရနိုင်ဖြစ်ပါတယ်။ then ကျမကဒီဗီဒီယိုကိုမှတ်စားလုပ်တယ်ပေါ့နော်။ပြီးတော့ YouTuber လည်းနည်းနည်းလေးဖြစ်ရှင်တယ်။အခုကစာသင်ရင်းနဲ့လည်းဖြစ်တယ်ပေါ့နော်။ကျမရဲ့ဒီဟာတော့ကျမရဲ့ first video လေးဖြစ်ပါတယ်။ကျမက idol ဒီမှာ YouTuber ပဲဖြစ်တယ်လို့ idol လည်းရှိရပေါ့နော်။အဲ့တော့စလိုက်ရအောင်။အဲ့တော့ခုနပြကြပါရယ်။ကျန်တယ် okay တက်ပြီးဆိုတော့မယ်ဒီ game ကတော်တော်မိုက်တယ်ပေါ့နော် nails Barbie nails ကိုရွေးလိုက်မယ်ပြီးရင်ပေါ်ပြင်တက် okay ဒီဟာလေးကတော့နည်းနည်းတော့ခက်တယ်ပေါ့နော်ဒါပေမဲ့အဆင်ပြေပါတယ်ဒီဟာလေးခုံသွားတာပေါ့တော့အဲ့တော့ okay ရောခုံမယ်ရောကဲတော့မယ်ဘာဘီရှက်ကိုရွေးလိုက်ပါမယ် okay ခုံနေစီလေးမှာပြောစရာရှိရပေါ့နော်နောက်နေ့ကျရင်ကျမရဲ့အမနဲ့ဒီဆိုတော့မှမလို့ဒီဗီဒီယိုလေးကိုလည်း like and subscribe လုပ်ပေးကြပါဦးပေါ့နော်အဲ့တော့ let's go စလိုက်အောင်ဗီဒီယိုကတော့အဲ့လိုဒီတော့တိတ်မရှိပါဘူးဖြစ်လဲဆိုတော့ညဘက်ကိုအဲ့လိုဗီဒီယိုတင်ထားရဆိုလေLet's go တော်လျောက်တော့ပြီးတော့ပတ်တက်မယ်ဟိုမှာစတီယိုကြီးလာဟုတ်တယ်ဟာပတ်တက်okay အဝိုင်းလေးတွေခုံနေရောဟာရပြက်သွားတယ်ဟုတ်တယ်ပြက်သွားတယ်နည်းပါးပါရဒီဘာဗီတော့ခုကောင်းတာကျွန်မကြိုက်တယ်ပေါ့နော်ခိုးရတာလေးကလေအဆင်ပြေပေါ့နော်ထပ်ခုokay focus ဒီဟာအဲ့ဒါနော်ကြိုးစားရှုံးမပေးနဲ့ဒီအဲ့ဒီဟာလေးမိုက်တယ်နော်ရှောက်ရည်မိုက်တယ်နော် let's go တော့ဒီနေ့ခုံနေမယ်ခုံနှခမ်းနေတော့ယူဖို့ခုံဒါဘူးတော့ဒီပေါ်တက် okay ပြမယ်ဒီစားတဲ့ okay ရပြီဒီအချောင်းလေးပေါ်ဒီစားခုံရမယ် focus ဒီစားမယ်အဲ့တော့ click on the floor crowd screaming give us more snap that pic flash so bright living my best life tonight stack my dreams why you walk on my shit why you walk on my okay come go with that hey ကြည့်ကြပြီဟေးကောင်းတယ်ကဲကျူးစားရှမပေးတဲ့အေးထက်မယ်ပေါ့နော်ဒါပေမဲ့ထပ်မတက်တော့ပါဘူးဒီဗီဒီယိုကတော့လောက်ပါပဲဒါပေမဲ့ဒီနေ့ဗီဒီယိုဖတ်ထူးဒါပဲဆိုဒီနေ့ဗီဒီယိုလောက်ပဲတင်ပါမယ်နော် first video ဖြစ်တဲ့အတွက်ကြောင့်မလို့ပါအားလုံးပဲ bye bye